channel. This is Brandon speaking. I'm just fucking kidding. Alright, so today we're gonna talk about business. Let's talk about business, baby. See why you're about it. See why you're salary. Paycheck it, Lule. You need pure my chow ya liga to cry my shall I to get over video. Alright. Video some ya king they are to wish I had it now. Not that chini chow chow yeah chow whom I saw your shabby the sudo. Alright, so does it. Okay. Marketing time the net your marketing sort of blue nale no you marketing hospitality industry machin le loser you marketing in hospitality industry ne shin tho bio pyo pya ba di video ma ba ri kwa le bai le look am le si bai thu sa jin ne blo sa am le ta cha free တော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော် free ကတော့ကျွန်တော်လမ်းပြီးတလောက်နားလဲတလောက်ညံမိတလောက်ပေါ့နော်ဒီ disclaimer လေးနဲ့ပြောချင်တာကဆရာကြီးတွေကျွန်တော်ရှေ့မှာကြိုရောက်နေတဲ့ brother တွေဝေဖန်လေးကန်နေတာရှိရင်အောက်မှာဝေဖန်လေးကန်လို့ရပါပြီစာဆဲမဲ့လူတွေရှိရင်လည်းစပြီးတော့ဆဲလို့ရပါတယ်အောက်မှာ comment box ဖွင့်ထားပါတယ်မဆဲခင်မှာတော့ဒီအောက်မှာရှိတဲ့ just subscribe my channel before you say anything. Alright, let's get started. Marketing ဆိုတာဘာလဲ marketing ဆိုတော့ခင်ဗျားတို့ဘယ်လိုနားလဲတာလဲခဏနေကျွန်တော်လည်းကိုမပြေကြည့်လို့ Alright ဒီမှာရေးထားတာ interactive marketing key practices ကပါတယ်လေတော့ 7P နဲ့စတာတယ်မဟုတ် P 9လုံးနဲ့စတာတယ် marketing ကိုယ့်ရဲ့ပစ္စည်းတစ်ခုကိုmarket ထဲမှာ launching လုပ်လိုက်ပြီဆိုရင် P 9လုံးနဲ့စတယ်ပထမဆုံး P စားပြောမယ်ပထမဆုံး P က product or service ကိုကဘာရောင်းပါလဲ product ရောင်းပါလားဟုတ်ပြီ product ဆိုဘယ်လိုပစ္စည်းမျိုးလဲဥပမာထားပါတော့ shampoo လားအလှကုန်sorry အလှကုန်ပစ္စည်းလားဒါလူသုံးကုန်ပစ္စည်းလားဒါမှမဟုတ်တစ်ခုခုပါဗျာတကယ်ထိတွေ့ကင်လို့ရတဲ့ physical ပစ္စည်းတစ်ခုရောင်းပါလားဒါမှမဟုတ်အဲ့ဒါနောက်ပိုင်းမှာပြောပြမယ် tangible နဲ့ intangible လို့ခေါ်တယ်ထိတွေ့ကင်လို့မရတဲ့ service ကိုရောင်းပါလားနှစ်ခုလုံးကရောင်းရတယ် service ကတော့သူ overall experience ပေါ့ကွာသူဘယ်လိုလဲဆိုတော့လူတယောက်ကခင်ဗျားတို့ကျွန်တော်တို့ hotel မှာတဲမှုကြမှာပေါ့ hotel မှာစတဲရင်စစချင်းတွေ့ရတာပါလဲဆိုတော့ reception မဟုတ် sorry ပထမဆုံးတွေ့ရတာ concierge ဆိုတာတကားဖွင့်မိတယ်လူတချို့ကလည်းbell boy လို့ဘာညာတော့အဲ့လိုမျိုးခေါ်ကြရပါတော့အဲ့လိုလူမျိုးsorry အဲ့လူနဲ့စတွေ့ရမှာပေါ့နော်စတွေ့ဒီ hotel ကိုစဝင်လာတဲ့အဲ့လူကမျက်နှာစူးပုတ်နေတယ်ဒါကိုကျွန်တော်တို့ဒီ industry ဘယ်လိုခေါ်လဲဆိုတော့ moment of truth လို့ခေါ်တယ်ပေါ့နော်သူကဒီ hotel ပဲဖြစ်စားဆိုင်ပဲဖြစ်ဘယ်လိုပဲတော့ပထမဆုံး first impression ကိုပြောချင်တာဒီ scenario မှာဒီလူဒီခင်ဗျားကိုဖွင့်ပေးဒီတော့ bell boy လို့ bell boy ဘယ်တော့ bell boy လို့ခေါ်ကြတယ်လေပေါ့ဗျာဒီလူကမျက်နှာရရှိတော့နေစူပုတ်မလုပ်ချင်တော့မလုပ်ချင်တော့ဖြစ်နေမယ်ဒါပေမဲ့ခင်ဗျားကဒီ hotel အခုမှရောက်တာဗျာအခုမှစတဲဖို့ဝင်လဲနေမှာအဲ့လိုဖြစ်နေမှာဆိုခင်ဗျားဘယ်လိုခံစားရမလဲပေါ့နော်စဉ်းစားကြည့်ပေါ့အဲ့လိုပဲဒီကနေမှ reception ကိုသွားမယ် reception ကနေမှ check in ဝင်မယ်ဟိုဟာတွေထားပါ welcome drink တွေလာတိုက်မယ် check in ဝင်မယ်ပြီးတော့အခန်းထဲကို concierge ဆောတော့တမအိတ်ဆွဲပြီးလိုက်ပို့ပေးမှာပေါ့နော်တက်တောင်တက်တာလေး experience ပေါ့နော် overall experience ဆိုတော့ပြောချင်တာပါအမအဲ့ကနေမှစပြီခင်ဗျ check out ထွက်တဲ့အချိန်ထိကိုဝန်ထမ်းတွေကလည်းအကုန်အဆင်ပြေနေမှာဆိုတော့ဒါ overall experience good တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါ service မှာအဆင်ပြေလို့ပြောမှာပေါ့ alright နောက်တစ် P တစ်ခုကဘာလဲဆိုတော့ price and value okay ဟုတ်ပြီဒီပစ္စည်းကိုဘယ်လောက်နဲ့ရောင်းပါလဲဒီပစ္စည်းရဲ့တန်ဖိုးကရောဘယ်လောက်ရှိလဲဒါ price and value နောက်တစ် P တစ်လုံးက number 3 P ကကျတော့ place ဆိုတာကကြတော့geographic location လည်းဖြစ်နိုင်တယ်လို့ခင်ဗျားဒီပစ္စည်းကိုဘယ်မှာရောင်းပါလဲခင်ဗျားကဥပမာတောင်ပေါ်ဒေသမှာရောင်းပါလားပင်လယ်ဘက်မှာရောင်းပါလားဒါမှမဟုတ်မြို့ထဲမှာရောင်းပါလားတောထဲမှာရောင်းပါလားဒါက geographic လို့ဆိုတာဘယ်နိုင်ငံမှာရောင်းပါလဲခင်ဗျားနိုင်ငံမှာခင်ဗျားပြန်ရောင်းပါလားဒါမှမဟုတ်အခြားနိုင်ငံမှာခင်ဗျား business ကိုစမှာဒါ place နောက်တစ် P က promotion မှာပြန် promotion ရဲ့အောက်မှာပြန်ခွဲရမှာဆိုရင်သူကadvertisement ကြော်ညာဆိုတဲ့နေရာမှာ TV ကြော်ညာရှိတယ်အခုခေတ်ကတော့ AI ခေတ်နဲ့ online ခေတ်ဆိုတော့ social media ခေတ်ဆို social media မှာကြော်ညာတာမျိုးရှိမယ် PR public relation ရှိမယ် sale promotion ဆိုတော့ဥပမာထားပါတော့ 20% discount 30% discount မြင်မှုမှာပါခင်ဗျားတို့အဲ့ဒါရှိမယ် personal selling ကိုယ်တိုင်ရောင်းတာမျိုးရှိမယ် direct marketing ကတော့ဟိုပါပေါ့နော် flyer လိုက်ဝေတာမျိုးတို့ဥပမာထားပါတော့ကိုယ်တိုင်လိုက်ပြောတာမျိုးဒါ direct marketing လို့ခေါ်တယ် service industry မှာကြတော့
ဘယ်လိုလဲဆိုတော့ promotion ကိုservice ဆိုတာကျွန်တော်ဆောင်းပြောခဲ့သလိုထိတွေ့ကြိုင်လို့မရဘူး intangible ပေါ့နော် intangible ကို tangible ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုပြောင်းမလဲဆိုတော့ throughout communication ပြောဆိုစကားပြောဆိုဆက်ဆံပြီးတော့ပဲပြောင်းလို့ရမှာတိတ်တော့နားမလဲဘာလို့ပြောချင်တာလဲမသိဘူးဒုက္ခပဲပေါ့ရှင်းပြတယ်ကိုကိုယ်တိုင်အသိနားမလဲဆိုတော့တမျိုးပဲ alright နောက်ပြီးလုံးသွားအောင်နောက်ပြီးလုံးကကျတော့ people ဆိုတာ service ကိုပေးတာ service provider ဘယ်သူတွေလဲခင်ဗျားတို့စက်ရုပ်တွေလို့တော့မပြင်းနဲ့ဗျာလူတွေပဲเนาะအဲ့တော့ people လူတွေကလည်းအရေးကြီးတယ်အဲဒါကြောင့်ဝန်တန်းစာခန့်တဲ့အချိန်မှာ interview process မစခင် CV form စကြည့်တဲ့အဆင့်တွေကသေချာ screening လုပ်ဖို့လိုတယ်ခင်ဗျားသာလုပ်ငန်းရှင်ဆိုရင်ပေါ့နော်ခင်ဗျားအလုပ်သမားဆိုတော့မသိဘူးဒါပေမဲ့ကျွန်တော်တခုပြောပြချင်တာခင်ဗျားအလုပ်သမားဆိုတဲ့စိတ်ကိုဖြောက်နော်အခုတည်းကအလုပ်ရှင်ကိုတွေးကိုသာဥပမာထားပါခင်ဗျားအလုပ်သွားလျှောက်တယ်ဗျာခင်ဗျား CV form ကြီးကအဖြစ်သဘောကြီးလုပ်တာစုပ်ပြတ်တတ်တာပဲခင်ဗျားသွားလျှောက်လိုက်တယ်ပြီးတော့ဟာငါလည်းအလုပ်မရဘူးငါ CV form ဖုန်းလည်းပြန်မဆက်ဘူးဘာညာဆိုတော့နည်းနည်းပါးပါကို reflection လေးပြန်လုပ်ကြည့်ပါတော့ဘလို့ငါပဲနေရာများမှားနေလားငါပဲနေရာလုံးနေလေပေါ့နော်ဒါပြီးတော့ကိုသာလုပ်ငန်းရှင်ဆိုရင်ရောဒီ CV form ကြည့်ပြီးတော့ခံကြည့်ရလားပြန်တွေးကိုသာလုပ်ငန်းရှင်ဆိုရင်ကိုလိုလူမျိုးခန့်ပါလားကိုရဲ့ company မှာဖြစ်ဖြစ်ကိုရဲ့ဟိုလုပ်ငန်းမှာဖြစ်ဖြစ်ခန့်ပါလားပြန်စဉ်းစားပါတော့ဒါမျိုးကလည်းရှိသေးတယ်နောက်တစ်ပြီးလုံးထပ်သွားမယ် the process ဆိုတာ activities and system နဲ့activities and system should be consistent okay ဟုတ်ပြီ ခင်ဗျားက chef တယောက်ဆိုရင်ဖက်ကပေါင်းချက်မယ်ဖက်ကပေါင်းချက်တဲ့ခင်ဗျား chef ထားပါတော့ Asian စားစာတွေချက်တဲ့ chef ဆိုရင်ဖက်ကပေါင်းတစ်ပွဲမှာအသားကကြိတ်သားကဝက်ကြိတ်သား200 gram sauce ကထားပါတော့ချက်ပါတဲ့ sauce က5 gram 2 gram ပညာဒါတွေက recipe လို့ခေါ်တယ်ဒီ recipe တိုင်းကိုဒီနေ့မှမဟုတ်ဘူးနောက်တဲ့အနှစ်တရာကြာလို့ဒီ recipe ကိုကောက်ကင်ပြီးဒီ ingredient နဲ့ဒီလိုမျိုးချက်လိုက်ဒီပုံစံနဲ့ထွက်လာတာကို consistent ရှိရလို့ခေါ်တယ်ပေါ့နော်ဒါအဲ့ဆိုဘယ်လိုပြောရလဲပြောနေတာ consistent ရှိရပါတော့ဘယ်ချိန်ပဲပြန်လုပ်ဒီပုံစံနဲ့ပြန်ထွက်တာကို consistency လို့ခေါ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်အခုပြောနေတာ service ဗျာ service ကဘယ်လိုတိုင်းမလဲမြင်လည်းမမြင်အောင်ကာယုံလည်းမမြင်အောင်ထိလို့လည်းမမြင်အောင်ဒါကြီးကို consistent ဖြစ်အောင်ဘယ်လိုတိုင်းမလဲပေါ့နော်အဲ့တော့ intangible to tangible ထိတွေ့လို့မရတာကိုထိတွေ့လို့ရတာပြောမယ်ဒါနောက်ဆုံးပြီး physical evidence ဒါဘယ်လိုလဲဆိုတော့ customer တွေပေးတဲ့ feedback မျိုးတွေရှိမယ်ပြီးတော့ customer တွေဘက်ကreview တွေရှိမယ်ဒါမှမဟုတ်ဒီဝန်ထမ်းကောင်းတယ်ဆိုတဲ့အကြောင်းအဲ့လိုမျိုးပေါ့နော်ကျွန်တော်လုပ်ဘူးတဲ့အိမ် hotel တစ်ခုမှာဆိုသူကဟို outstanding beyond limit လား beyond the mind လားထားပါတော့အဓိကပြောချင်တာကိုလောက်ကမဲ့KPI what's the word ကိုလောက်ကမဲ့ SOP တက်ကိုကြော်လွန်ပြီးတော့လုပ်တဲ့လူမျိုးကိုကတ်လေးရှိတယ်ဗျာအဲ့ကတ်လေးမှာဝန်ထမ်းရဲ့နာမည်နဲ့ ID ပုံစံမျိုးပေါ့အဲ့လိုမျိုးရေးလိုက်ရင်hotel ဘက်ကတခုခုပြန်ပေးတာမျိုးဘာညာအဲ့လိုမျိုးပါဗျာဒါက physical evidence ပေါ့နော်ထိတွေ့လို့မရတဲ့ service ကိုထိတွေ့လို့ရတဲ့အရာပုံစံမျိုးနဲ့ပြန်ပြောင်းပြီးတော့လိုက်တာ okay ဆက်ပြောအောင် service ဆိုတာဘာလဲ service ဆိုတာတကယ်တော့ action or activities for customer comfort and convenience action or activities ဆိုတာဘာလဲဆိုတော့ service ပေးခင်ဗျားတို့ service ကိုဘယ်လိုနားလည်ထားလဲ service ဆိုတာဘယ်လိုနားလည်တာစားတော့ဆိုင်သွားရဆို waiter ခင်ဗျားထားပါတော့ coffee ဆိုင်သွားရဆိုရင် coffee ဆိုင်ရဲ့ barista ခင်ဗျားရဲ့ drink ကိုမှတ်မိနေတာမျိုးခင်ဗျားရဲ့နာမည်ကိုမှတ်မိနေတာမျိုးလို့ဒါမျိုးဆိုရင်မကျင်နိုင်ဘူးလားစိတ်ထဲမှာအနည်းဆုံးတော့ကြိတ်ပျော်သွားပါပဲဗျာအဲ့လိုဒါ service ပါလို့ service တကယ်ပြောချင်တာ okay သူ့ရဲ့ characteristic တွေပြောကြည့်အောင်ပထမဆုံး intangibility ထိတွေ့ကြိုင်တယ်လို့မရဘူး can experience before purchase ဒီခင်ဗျားဒီ experience ကိုလိုချင်တာဆိုရင်မဝယ်မချင်းခင်ဗျားခံစားလို့မရဘူးပြောချင်တာဒီ hotel ကပေးတဲ့ service တွေကိုခင်ဗျားလိုချင်တယ်ဆိုရင်ဒီ hotel မှာ booking မလုပ်ဘဲနဲ့ခင်ဗျားဘယ်လို့မသိနိုင်ဘူးဗျာအဲ့ဒါ intangibility လို့ခေါ်တယ်နောက်တစ်ခုကျတော့ inseparability သူက service control provider အဲ့တော့ service နဲ့ service provider လူနဲ့ employee ပေါ့ကြိုက်လို့ခေါ်လို့ရတယ်အဲ့ဒါတွေကခွဲခြားလို့မရဘူးဗျ service ရှိရင် service ပေးတဲ့လူရှိလို့ service ရှိတာဒါအကြောင်းအကျိုးဖြစ်တာပေါ့နော်ဒါကပြောရင်တရားပဲရောက်တော့မယ်ထားပါတော့နောက်တစ်ခုဆိုတော့မယ် variability ဆိုတာ quality နဲ့ consistent ကျွန်တော်စောစောပြောခဲ့တယ်လို့ consistent ရှိအောင်ဟိုထားပါဗျာဝန်ထမ်းမောင်ကဒီနေ့လုံးအရန်စူးစမ်းတက်ကြွပြီးတော့အရန်နေ
ရန်နေ hyper ဖြစ်ပြီးတော့အရန်နေသူဒီနေ့သွားဒါပေမဲ့နောက်နေ့ကျတော့သူ့မှာ energy drain သွားပြီးတော့သူနောက်နေ့ကျတော့ဘာမှမလုပ်ချင်မကိုင်းရင်အဲ့ဒါကိုလည်းပြုံးမပြနိုင်သူ့မှာ energy တွေကုန်ခန်းပြီးတော့ဒါဆို consistent မရှိတာလို့ခေါ်တယ်နော်နောက်တစ်ခုဆိုမယ် perishability ပုတ်တိုးတာခင်ဗျားကအထည်ရောင်းနေဆိုခင်ဗျားထည်တွေပုတ်တိုးသွားရဆိုရှိလားအထည်လာဆွေးသွားရတော့ခင်ဗျားလာမပြောနိုင်ဘူးအဲ့လိုရကတိကတ်မပြောနိုင်အထည်ဆိုတာတင်ထားပြီးရောင်းလို့ရတယ်ပေါ့နော်အဲနောက်နေ့လည်းပြန်ရောင်းလို့ရတယ်ပေါ့ဒီနေ့တင်ထားပြီးဟင်းသေးဟင်းရလို့နောက်နေ့ပြန်ရောင်းလို့မရတာမဟုတ်ဘူးလွယ်လွယ်ကူကူပုတ်တိုးမသွားနိုင်တဲ့ပစ္စည်းပေါ့ဒါပေမဲ့ service ကကြတော့ခင်ဗျားတင်ထားပြီးရောင်းမယ်ဆိုရင်ဘယ်လိုရောင်းလဲစဉ်းစားလွယ်လွယ်လေးပဲစဉ်းစားကြည့်နော် service can be stored for later use တဲ့ okay ဒါတွေကကျွန်တော်ဖတ်ပြသွားတာ characteristic တွေနောက်တော့ solution ကိုဆက်သွားမယ်ဘယ်လိုဖြစ်ရှင်းမလဲ intangible tangible အဲ့ဒါခဏပြောနေတာဗျာမောလာပြီထိတွေ့ကင်တယ်လို့မရတော့ထိတွေ့ကင်တယ်တဲ့အရာဖြစ်အောင်ပြောင်းမယ်နောက်တစ်ခုကကျတော့ inseparable to employee retention process connection smooth from start to end inseparable တော့ဒီ service provider ပေးတဲ့ဒီလူတစ်ယောက်ကretention ပေါ့နော်ဒီလူကိုဒီဝန်ထမ်းဒီ outstanding ဖြစ်တဲ့ဝန်ထမ်းကိုယ့်ရဲ့ company မှာကိုယ့်ရဲ့အလုံးမှာကြာလုံးအောင်ဘယ်လိုဆွဲထားမလဲဒါလည်း HR ဘိုင်းတော့ဖြစ်သွားပြီဒါနောက်ဗီဒီယိုမှာဒီအကြောင်းပြောပြမယ်ပေါ့နော်ဒီဝန်ထမ်းတစ်ယောက်ကိုခင်ဗျားဘယ်လိုဆွဲထားမလဲအလွယ်ကူဆုံးတွေးလိုက်ပါလဲလူတစ်ယောက်ကို motivate ခင်ဗျားဘာလို့အလုပ်သွားလဲပတ်ဆိုင်ရခြင်းလို့သွားဟုတ်တယ်မလားခင်ဗျားမပေးစရာပေးတွေရှိတယ်ခင်ဗျားလိုချင်တာမျိုးဝယ်ချင်တာမျိုးရှိမယ်ခင်ဗျားမိဘတွေကိုပေးချင်တာမျိုးရှိမယ်ခင်ဗျားခြံဝယ်ချင်တာရှိမယ်ခင်ဗျားအိမ်ဝယ်ချင်တာရှိမယ်ခင်ဗျားမကိုးတွေရှိမယ်ဗျာအဲ့ဒါကြောင့်ပတ်ဆိုင်လိုချင်တော့လုပ်တယ်ရှင်းလေးရန်ကောင်းချောက်မတွေးနဲ့အဲ့တော့ဒီဝန်ထမ်းတစ်ယောက်ကိုကြာထိန်းထားဖို့ဆိုတာငွေလိုတယ်ပေါ့နော်ဒါပေမဲ့ money is not everything ပေါ့တခြားအရာတွေလည်းရှိရဒါကျွန်တော်ပြောခဲ့ဆိုတော့ဒီ HR ဘိုင်းရောက်မှဒါဆက်ပြောမယ်နောက်တစ်ခုက variable ကိုကျတော့ဘယ်လိုဖြစ်ရှင်းမလဲဆိုတော့consistent ရှိအောင်ကျွန်တော်တို့က standard SOP သတ်မှတ်လို့ရတယ်ပေါ့နော် standard SOP တခုသတ်မှတ်တာဆိုတော့ဒီမှာ service blueprint လို့ခေါ်နေတာခင်ဗျားတို့ Google မှာ service blueprint လို့ရှာကြည့်လိုက်ရင် blueprint ဆိုတာသိရမလားစက်ပစ္စည်းတခုစောင့်မယ်ဆိုတော့ခင်ဗျား Tony Stark ကိုခင်ဗျား Tony Stark ကိုမြင်အောင်ကြည့်လိုက်ပြအောင်ပုံကြီးမှာစက်ပစ္စည်းတွေပါတယ်သိမလား blueprint လို့ခေါ်တာပေါ့နော်ဒီ Iron Man suit ကြီးကိုလုပ်တဲ့ပုံကိုမြင်အောင်ကြည့်လိုက်ပြအဲ့လိုပဲဒီ service industry မှာလည်း blueprint ဆိုတာရှိတယ်အဲ့တိုင်းလိုက်လုပ်ရင် consistent ရှိလာမယ်ပေါ့နော်နောက်တစ်ခုကျတော့ evaluation ဆိုတာဒီကျွန်တော်စောစောပြောခဲ့သလိုပဲပေါ့နော်ဒီဝန်ထမ်းတယောက်ကို evaluate လုပ်မယ်ပေါ့နော်နောက်ဆုံးအမှတ်ပေးမယ်ပေါ့နော်အဲ့ဒါကျွန်တော်ဆောင်းပြောခဲ့တဲ့ number 1က intangible to tangible ပြောင်းလိုက်တာနဲ့အတူတူပဲအဲ့မှာ auditor တောင်းဖို့လိုတယ် auditor ဆိုတာစီစစ်သူအမှတ်ပေးအကဲဖြတ်သူ yes အမှတ်ပေးအကဲဖြတ်သူလိုအပ်တယ်ပေါ့နော်ဒါကလည်းဒီလိုကလည်း bias မဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်ခင်ဗျာဖြစ်နိုင်ရင်တပ်ပါတီကခေါ်တော့မှာအပြင်ကနေပတ်စံခေါ်ပြီးအပြင်ကနေ professional auditor ခေါ်ပြီးသုံးရင်တိကျတဲ့အဖြေပို့ရမယ်ကိုယ်တိုင်လုပ်လို့မရဘူးလားမဟုတ်ရတယ်ဒါပေမဲ့ just leave this for professional let them do the job bro alright ghost shopper ဆိုတာဘာကိုပြောချင်တာလဲဆိုတော့လျှက်ပြက် short game ဝင်ဆက်တာဥပမာစားတော့ဆိုင်နေမှာဆိုရင်ဒီအကဲဖြတ်သမားတွေကခင်ဗျားတော့မသိလိုက်ပဲလာစားသွားတာမျိုးပါညာအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့ perishable ဆိုတာကျတော့ဘယ်လိုဆောင်းတော့ကျွန်တော်ပြောသလိုထိန်းချုပ်လို့ပုတ်တိုးလွယ်တာလားservice ကိုခင်ဗျားနောက်နေ့မှရောက်မှာဆိုရင်တင်ထားမရောက်လို့မရတာအဲ့ဒါဘယ်လိုဖြည့်ရှင်းမလဲဆိုတော့ safe focus ဆိုတာဘယ်လောက်ရောင်းရလဲဆိုတာကို focusing လုပ်တာပေါ့နော်ပြီးတော့ offer a discountပေးမယ် set a price opportunity cost available seat or place availability ပြောချင်တာက service ကိုတေးရကြော်လိုက်တော့နောက်ဆုံးဆိုတော့ the impact of hospitality market okay ခင်ဗျားကဒီ hospitality fee ထဲမှာဆိုရင်နောက်ထပ်2026ကနေ2031အတွင်းကိုဒီ industry က 8.13% တက်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီကောင်က safe ဖြစ်တယ် future proof ဖြစ်တယ်ခင်ဗျားရဲ့အလုပ်ကခင်ဗျားက web designer artist ဆိုတော့တရုပ်ဆောင်မဟုတ်ရင်ခင်ဗျားအလုပ်ကို AI ကစားထိုးမလဲဒါပေမဲ့ဟင်းချက်တဲ့စိတ်ရုပ်တွေပေါ်နေသလို recession မှာလည်းစိတ်ရုပ်တွေထားလည်းရှိတယ်အဲ့တော့ debatable ကွာဘာလို့လဲဆိုတော့ကိုယ်သာ customer ဆိုရင်ဝင်ဟိုတယ်မှာဝင်ချင်းမှာစိတ်ရုပ်တစ်ကောင်နဲ့စကားပြောနေတာဒါမှမဟုတ်ကိုနေ့ချက်နှစ်လိုပဲပြုံးပြပြီးတော့character charisma ရှိတယ်ပေါ့နော်လူတစ်ယောက်ကကိုနှစ်လိုနဲ့ကြိုဆိုတာခင်ဗျားလိုချင်လားဒါမှမဟုတ်အသက်မဲ့အေးဆက်နှလုံးသားမရှိတဲ့စိတ်ရုပ်က
AI ရဲ့တိုင်းနဲ့ပြောတော့ခင်ဗျာလိုချင်တာပေါ့ဒါခင်ဗျာစဉ်းစားပါနော် alright နောက်တစ်ခုကကျတော့ hospitality industry business ကိုဘာတွေရှိလဲ hospitality industry business လို့ပြောမယ်ခင်ဗျာဗာမြင်လဲ hotel တွေလို့ပြင်းမြင်နေတယ်ဒါပေမဲ့တော့ hotel တစ်ခုတည်းရှိတာမဟုတ်အများကြီးရှိတယ်ဒီ industry မှာ hotel and resort hotel လည်းရှိတယ်လို့ resort တွေရှိတယ် villa တို့ဘာတို့မျိုးအဲ့လိုမျိုးတွေနောက်တစ်ခုကျတော့ restaurant and cafe စားသောက်ဆိုင်ရှိမယ် coffee ဆိုင်တွေရှိမယ်နောက်တစ်ခုကျတော့ travel and tour မြတ် travel agency လုပ်လို့ရတယ် tour guide tour ပုံစံမျိုး tour plan တွေစီစဉ်ပေးတာဗျာကျွန်တော်တို့ဒီပြည်တွင်းမှာဆိုရှိပါလိမ့်မယ်အဲ့လိုမျိုးကျွန်တော်ငယ်ငယ်တုန်းကဆိုမှတ်မိသလောက်ဆိုစိန်ဝင်းနဲ့ရောင်ရည်များဆိုတဲ့ tour guide ရှိတယ်ကျွန်တော်မိသားစုအဲ့ဒါတစ်နှစ်တစ်ခါအဲ့ဒီဒါနဲ့တစ်နှစ်တစ်ခါဗမာပြည်အနှံ့ခီးထွက်နေကြဗျာသူတို့ကလည်းဒီ hospitality industry business အောက်ကပဲပေါ့နော်ဒါနဲ့ပဲသူတို့အသက်မွေးဝမ်းကြောင်းပြုနေတာနောက်တစ်ခုကျတော့ spa and wellness ဒါက spa လုပ်ငန်းတွေ therapy ဆိုလို့မဟုတ်ဒီတိုင်းအနှိပ်ပိုင်းပေါ့နော်အဲ့ပိုင်းနေဥမာဟိုဗာလဲအခုဒီဗာလဲ we talk too much ကပြောင်းတာလေအဲ့လိုမျိုးတင်မလားသူတို့ healing လုပ်တာလေအဒါလေးပြောမယ်ဆိုရင်ဒီ wellness အောက်မှာဝင်နေ sound healing တဲ့တင်မရာအောင်ကြီးလေရှည်ထဲမှာမျောတာလေအဲ့ဒါလေဒီအောက်မှာပါတယ်နောက်ကကျတော့ bar and night club တွေ entertainment တွေ casino ကတော့နည်းနည်း controversial ဖြစ်တော့ skip လိုက်မယ်ဘောနော်ဒီ night club တွေ bar တွေကဒီအောက်ထဲမှာပါတယ်နောက်ကကျတော့ event and conference venues event management event management ဒီ conference venue တွေခင်ဗျာက wedding တွေစီစဉ်ပေးတာမျိုးတွေ meeting တွေစီစဉ်ပေးတာအဲ့ဒါဘယ်လိုပါ MICE လို့ခေါ်တာလား meeting incentive event what is the conference yeah meeting တွေရှိရယ်meeting တွေလုပ်ပြောတာမျိုးတွေ insert အားရပါလေမိတ်ဝါကြီး meeting ချင်းမေးပါ see a conference စီဝေးပွဲတွေ event season ပြောတာမျိုးအားရပါလေထားလိုက်ပါတော့နောက်တစ်ခုကျတော့ cruise line and ferries ဒီ cruise line ဆိုတာရန်ကုန်ကဆိုတော့ရန်ကုန်နဲ့ပဲပြောမှာပေါ့နော်ရန်ကုန်မှာဆိုရင်ဟိုဟာအေယာဝတီမြင့်မဟုတ်ပါလေရန်ကုန်မြင့်လားဟိုကလေကမ်းနားလန်လေအဲ့မှာရှိတယ်ဗျ cruise ကြီးတယ်သူအဲ့လိုသွားဦးတယ်သူကအပေါ်မှာသူ package လက်မှတ်ဝယ်ရင်အပေါ်မှာသူ buffet ပါတာအဲ့လိုမျိုး view လေးနဲ့သွားတာဒါ cruise ပဲဗျဒါလည်းဒီအောက်ထဲမှာပါတယ်နောက်ကတော့ leisure and entertainment ဆိုတာ entertainment တော့ပြောသလိုပါပဲဘာလို့ night club ပုံစံမျိုးပါပဲဟိုမျိုးတွေ EDM ပွဲမျိုးတွေပါတယ်ပွဲစီစဉ်တာလည်းဒီအောက်ထဲမှာပါတယ် alright အဲ့တော့ video ကဘယ်လောက်ရှိပါလဲဆိုတော့17 minutes ဆိုတော့ okay ဒီမှာပဲရလိုက်မယ်နောက်နေ့ကျရင် service marketing triangle လို့ခေါ်တဲ့၃မျိုးပေါ့နော် company ရယ် employee ရယ် customer ကြားထဲမှာဆက်သွယ်ထားတဲ့ trick လေးအဲ့ချောင်းနောက်နေ့ကျမှစပြောမယ် alright နောက် video တွေမှာဆက်တွေ့ကြတာပေါ့